Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဂျပန်ကအလှဆုံးနေရာ30ခုထဲမှာတစ်ခုအပါဝင်ဖြစ်တဲ့ Kawaji Fujian ဆိုတဲ့ဘဏ်တစ်ခုကိုတွားထားတဲ့ vlog ပဲဖြစ်ပါတယ်ကျွန်တော်တို့တွားကြည့်ကြည့်အောင်ဘယ်လောက်ထိလှလဲမလှဘူးဆိုတာကိုဗီဒီယိုရဲ့အဆုံးမှာကျွန်တော်တို့ဆုံးဖြတ်ကြမယ်ကျွန်တော်တို့ပထမဆုံး Oryo Station ကနေပြီးတော့ Yahata Station ကိုပြထားနဲ့တွားခဲ့တယ် Kawaji Fujian က Yahata Higashi ရပ်ကွက် Kitakyushu မြို့မှာတည်ရှိတယ်ပေါ့နော်ကျွန်တော်တို့အခုရောက်နေတဲ့ Yahata Station ကနေပြီးတော့လမ်းလျှောက်မယ်ဆိုလို့ရှိရင်တနင်္လာရီကျော်လောက်ထိလမ်းလျှောက်ရတယ်ပေါ့နော်နောက်ထပ်တစ်ဆက်ရထားတို့ဘတ်ကားတို့လည်းမရှိဘူးအဲ့တော့တခုကြီးတော့နီးလာပါလဲဆိုတော့ကျွန်တော်တက်ဆီနဲ့ပဲသွားလို့ရမှာပေါ့နော်ကျွန်တော်တက်ဆီနဲ့မိနစ်20လောက်စီးရဆိုလို့ရှိရင် Kawaji Fujian ကိုရောက်ပါတယ်အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်အချိန်မဆွဲတော့ဘဲနဲ့ဂျပန်ရဲ့အလားဆုံးနေရာတွေကတခုဖြစ်တဲ့ Kawaji Fujian အထဲတွေကိုသွားပြီးတော့လေ့လာကြည့်အောင် Let's goကျွန်တော်တို့ပန်းကျင်တွေကိုစပြီးတော့ဝင်လိုက်တာနဲ့ပန်းအနှံ့နေရတော်တော်လေးကိုမှုေးနေအောင်ကျွန်တော်စပြီးတော့တတိထားနေတယ်ကျွန်တော်ဝစ်စတီရီယာဆိုတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ခရမ်းရောင်လေးတွေများတယ်ဒါပေမဲ့ခရမ်းရောင်တစ်မျိုးတည်းမဟုတ်ဘူးပန်းရောင်လေးတွေပန်းနူးရောင်လေးတွေအဖြူရောင်လေးစသဖြင့်ပေါ့နော်အရောင်အစုံနဲ့ပုံစံအစုံပန်းတွေစိုက်ထားတွေ့ရတယ်ဒီလိုလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်မှတ်ကိုကြိုပြီးတော့ဝယ်ထားရတယ်ပေါ့နော်ကျွန်တော်တို့ရောက်မှလက်မှတ်ဝယ်မယ်ဆိုလို့ရှိရင်အကယ်၍လူအများများတဲ့နေ့တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဝင်လို့မရတာမျိုးဖြစ်နိုင်တယ်ဒီပန်းချန်လေးကမဆာဝီကူချီဆိုတဲ့ကောင်လေးတယောက်ရဲ့ငယ်ဘဝအိမ်မက်လေးတစ်ခုကနေပြီးတော့ဖြစ်လာတဲ့ပန်းချန်တစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့အခုတက်တည်းလည်းသူ့ရဲ့မျိုးဆက်တွေကပဲဒီပန်းချန်ကိုဆက်ပြီးတော့ထိမ့်သိမ်းနေတာဖြစ်ပါတယ်ဒီနေရာလေးဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်မှ romantic ဖြစ်တဲ့နေရာလေးဖြစ်တဲ့ခါကျတော့ကျွန်တော် couple တွေအတူတူတက်ပုံရိုက်ကြတာတွေတွေ့တယ်ပေါ့နော် tunnel ပုံစံမျိုးလောက်ထားတဲ့ဟာမျိုး၃ခုရှိတယ်ကွင်းမြင်ပုံစံမျိုးတစ်ခုရှိတယ်ပေါ့နော်တောင်ပေါ်ကနေကြည့်ရတဲ့နေရာလေးရှိတယ်ဒီမှာရှိတဲ့ Wisteria band ကြီးကကျွန်တော်တို့တစ်နှစ်ပတ်လုံးဖွင့်တာမျိုးမဟုတ်ဘဲနဲ့သူက4လပိုင်း19ရက်နေ့ကနေပြီးတော့5လပိုင်း6ရက်နေ့အတွင်းမှာပဲဒီ band ကြီးကဖွင့်ထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအချိန်မှာပဲနိုင်ငံတကာလူတွေရောပြီးတော့ပြည်တွင်းကလူတွေရောလာပြီးတော့ကြည့်ရတာဖြစ်တယ်လူကြရတဲ့ခုကကျွန်တော်တို့ commercial အနေနဲ့ဘာမှမရှိဘူးပေါ့နော်အထဲထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ပစ္စည်းရောင်းတာတွေစားတောက်ဆိုင်တွေစသဖြင့်ဘာမှမရှိဘူးအခုကျွန်တော်ဒီ Wisteria Garden ရဲ့အပေါ် view ကနေပြီးတော့သွားပြီးတော့ကြည့်ကြည့်ပါမယ်ဟိုးကျွန်တော်ဒီအပေါ်ကနေကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တက်လာတဲ့လမ်းဟောပြီးတော့ Wisteria Garden တစ်ခုလုံးခြုံပြီးတော့ကျွန်တော်မြင်ရတယ်ပေါ့နော်။အဲဒီအားလုံးကိုကျွန်တော်တို့ဒီအပေါ်ကနေပြီးတော့တင်သက်ရှုံကြည့်ရတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ဆိုတော့ဒီလေးကိုစပြီးဝင်လိုက်တဲ့အချိန်ကနေပြီးတော့ကျွန်တော်ပြန်ထွက်တဲ့အချိန်ပြီးတော့ကြည့်လိုက်တဲ့နေရာတွေကကျတော့အဲခဲအောင်ပြီးတော့ပန်းအေးရနဲ့မြို့ပြရဲ့အမှုသက်တွေမရှိဘဲနဲ့လုံးဝတဘာဝတရားကိုတဘာဝအတိုင်းပဲသူတို့လည်းဖန်တီးထားသလိုလာတဲ့သူတွေကလည်းအဲ့ဒီတဘာဝအတိုင်းကိုပဲကျွန်တော်တို့ခံစားလို့ရပါတယ်။ Now it's time to say bye byeကျွန်တော်ဒီ Kawaji Wisteria Garden ကိုလာဖို့တော့ဆိုလို့ရှိရင်ကျွန်တော်တက်စီကဝင်ကြည့်တော့ပါဝင်ဆိုလို့ရှိရင်ရန်3000လောက် spend လုပ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီတန်လားလို့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ worldwide မှာ Wisteria Garden တွေမှာနာမည်ကြီးတဲ့နေရာတစ်ခုဖြစ်တယ်အဲထဲမှာလည်းတော်တော်လေးလာတယ်ပြီးတော့ကျွန်တော်လာခဲ့ဘူးတဲ့ပန်းခြံတွေထဲမှာဆိုလို့ရှိရင်အလားဆုံးနေရာတစ်ခုဖြစ်တယ်ကျွန်တော်အစမှပြောခဲ့သလိုပေါ့နော်ဒီ Wisteria Garden ကဂျပန်မှာရှိတဲ့အလားဆုံးနေရာ33ခုထဲမှာအပါဝင်ဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တကယ်လုံးဝလက်ခံပေးရတယ်အဆုံးလေးကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအခုလိုဗီဒီယိုလေးတွေကိုစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်